ပြင်သစ်နိုင်ငံကရုရှားနိုင်ငံနဲ့ဆက်တိုက်ဖို့အတွက်ဆေးရုံတွေကိုကြိုတင်ပြင်ဆင်ထားဖို့အမိန့်ပေးထားပါတယ် Hospitals across France have reportedly been told to prepare for a potential armed conflict by next year, with the government urging health providers to be ready. နိုင်ငံတော်ဝန်မှရှိတဲ့ဆေးရုံတွေအားလုံးကို2026ခုနှစ်မှာဖြစ်လာနိုင်ခြေရှိတဲ့အထူးကိန်းအတွက်စစရရကြိုတင်ပြင်ဆင်ထားဖို့ညွှန်ကြားထားပါတယ်ဆေးရုံတွေအားလုံးကိုအဆင့်မြင့်တင်ထားပါတယ်အရေးပေါ်ကုသမှုဌာနတွေကိုကာကွယ်ရေးအပြည့်တက်ဆင်ထားပြီးတော့ထရန်ရစစ်သားတွေကိုအလုံးချင်းနဲ့ကုသနိုင်အောင်လို့ဆရာဝန်တွေကိုကြိုတင်မှာချထားပါတယ်ဒီလိုပြင်ဆင်တာမှာပြည်သစ်စစ်သားတွေအတွက်ပဲမဟုတ်နေတိုးမဟာမိတ်အဖွဲ့ကနိုင်ငံခြားသားစစ်သားတွေအတွက်ပါဝင်ပါတယ်2026ခုနှစ်မက်လလောက်ကျရင်ဒီပြင်ဆင်မှုတွေအားလုံးကိုနိုင်ငံရဲ့နေရာအနှံ့မှာတွေ့မြင်လာရပါလိမ့်မယ်ကျွမ်းကျင်သူတွေကတော့ပထမနဲ့ဒုတိယကမ္ဘာစစ်တပ်ပို့ပြီးတော့မှပြင်းထန်တဲ့စစ်ပွဲတစ်ခုကိုကြိုတွက်ထားကြဖို့ပြောထားပါတယ်ကြားရတာကတကယ်စိတ်မချမ်းသာစရာပါဒီပြင်ကပြင်သစ်ပဲမဟုတ်ပြည်တင်ကလည်းသူတို့ရဲ့စင်အားကိုလျှို့ဝှက်စွာပြန်ပြီးတော့မှတိစောက်နေပါတယ်နော်ဝေးကလည်းတောင်တွေထဲမှာတိစောက်ထားတဲ့စီအေးကာလာကဘုံကိုကြီးတွေကိုပြန်ပြီးတော့မှပြင်ဆင်နေပါတယ်ရုရှားနိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့နိုင်ငံတွေအားလုံးကသူတို့ရဲ့လူငယ်တွေကိုစီအေးလေ့ကျင့်ပေးမှုတွေပြုလုပ်နေပါတယ်ဒီစစ်ပွဲကမစခင်ကတည်းကတော်လေးကိုဈေးကြီးနေပါပြီရုရှားနဲ့နေတိုးဖွဲ့ဝင်နိုင်ငံတွေထိပ်တိုက်တွေ့ခြင်းကတကမ္ဘာလုံးကို 1.5 ထရီလီယံလောက်ကုန်ကျသွားစေနိုင်ပါတယ်တကယ်လို့သာဒုတိယကမ္ဘာစစ်တုန်းကလူမျိုးပြဿနာကအချင်းချသွားမယ်ဆိုရင်ပျက်စီးဆုံးရှုံးမှုတွေကပိုပြီးတော့မှများပြားသွားနိုင်ပါတယ်ဒီလိုမျိုးစီးပွားပြက်ကဖြစ်သွားနိုင်ခြေရှိတာကိုဘာကြောင့်ရုရှားတို့ကနေတိုးတို့နဲ့တိုက်ခိုက်ခြင်းရတာလဲအရေးကြီးဆုံးကဒီစစ်ပွဲကြောင့်ဘာတွေဖြစ်လာနိုင်တယ်လဲဒီနေ့ဗီဒီယိုကဆွေးနွေးရှင်းပြတယ်ဆိုတာထက်အငင်းကုန်ဗီဒီယိုဆိုရင်ပိုပြီးမှန်ပါမယ်ရုရှားနဲ့ယူကရိန်းရဲ့ပြဿနာက2022မှာစတင်ခဲ့ပါတယ်ဒီပြဿနာမှာရုရှားတို့ကမထင်မှတ်ထားတဲ့ရွှေ့ပွဲတစ်ခုကိုပြုလုပ်ခဲ့တယ်လို့လူတိုင်းကထင်ခဲ့ပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့လပေါင်းများစွာကလေးကဒီလိုဖြစ်လာလိမ့်မယ်လို့တစုံတစ်ယောက်ကခံမှန်းနိုင်ခဲ့ပါတယ်2022မှာအတီအလင်းမကျူးကျော်ခင်လပေါင်းများစွာကလေးကတကယ်ပြဿနာကစတင်ခဲ့ပါတယ်2021ခုနှစ်အောက်တိုဘာလမှာအမေရိကန်ထောက်လှမ်းရေးစစ်တပ်နဲ့နိုင်ငံရေးခေါင်းဆောင်တွေကလပေါင်းများစွာရုရှားတို့ရဲ့စစ်တပ်တွေနဲ့စစ်ရေးပြင်ဆင်မှုတွေကိုစောင့်ကြည့်ပြီးတဲ့နောက်အင်ပီရိုမှာစုဝေးခဲ့ပါတယ်သူတို့ကယူကရိန်းနိုင်ငံကိုရုရှားတို့ကအကြီးကျယ်ကျူးကျော်တော့မယ်ဆိုတာသိကြတော့ဖြစ်နေပြီဆိုတာကိုသတိပေးခဲ့ပါတယ်မကြာခင်မှာပဲကမ္ဘာကြီးတာရှိပြီးနမိတ်တွေကိုမြင်ခဲ့ရပါတယ်2021ခုနှစ်နိုဝင်ဘာလကနေဒီဇင်ဘာလအတွင်းဂျိုဒူကဓာတ်ပုံတွေဆိုရှယ်မီဒီယာပို့စ်တွေနဲ့ထောက်လှမ်းရေးအစီရင်ခံစာတွေအရတင်ကားတွေလက်နက်ကြီးတွေဒုံးကျည်တွေကရုရှားနိုင်ငံနယ်စပ်ကိုရွှေ့ပြောင်းနေတာမြင်ခဲ့ရပါတယ်ဒါပေမဲ့ခရမ်လင်ကတိတ်ဆိတ်နေခဲ့ပါတယ်2021ခုနှစ်ဒီဇင်ဘာလအလယ်မှာရုရှားနိုင်ငံရဲ့နိုင်ငံခြားရေးရာဝန်ကြီးကရှင်းလင်းတဲ့ထုတ်ပြန်ချက်တစ်ခုကိုကြီးညာခဲ့ပါတယ်ဒါကတော့နေတိုးအဖွဲ့ကဥရောပတိုက်အရှေ့ပိုင်းနဲ့အာရှတိုက်အလယ်ပိုင်းမှာပြုလုပ်နေတဲ့စစ်ရေးလှုပ်ရှားမှုတွေအားလုံးကိုရပ်တန့်မှုပြီးတော့ယူကရိန်းနိုင်ငံကိုနေတိုးအဖွဲ့တွေဘယ်တော့မှအဝယ်မခံဖို့ဖြစ်ပါတယ်ဟုတ်ပါတယ်မိတ်ဆွေချားလိုက်တာမမှားပါဘူးရုရှားနဲ့ယူကရိန်းတို့ရဲ့ပြဿနာကယူကရိန်းကြောင့်ရင်လို့မဟုတ်ပါဘူးနေတိုးကြောင့်ဖြစ်ပါတယ်ဒီလိုမျိုးရှင်ပြိုင်နေမှုကိုနားလည်နိုင်ဖို့အတွက်ရုရှားနဲ့နေတိုးတို့ဘာကြောင့်အမြဲတမ်းရှင်ပြိုင်နေရတာလဲဆိုတာရဲ့မူလဇင်းမြစ်ဖြစ်တဲ့အတိတ်ကိုခဏလောက်ပြန်သွားပါမယ်ဒုတိယကမ္ဘာစစ်က1945မှာပြီးဆုံးသွားခဲ့ပြီလေငင်းငင်းကြီးကတတော့ကြီးအချိန်ကြာခဲ့တာမဟုတ်ပါဘူး1948ခုနှစ်မှာဆိုဗီယက်ပြည်ထောင်စုကဥရောပတိုက်အရှေ့ပိုင်းကနေသူ့ရဲ့စစ်တပ်ကိုပြန်လည်ရုပ်သိမ်းဖို့ညှင်းဆိုခဲ့ပြီးတော့ဘာလင်မြို့ကိုတောင်ပိတ်ဆို့ထားခဲ့ပါတယ်ဒီလိုမျိုးနဲ့ဒီဒေသကိုလုံးဝလက်မလွတ်ပေးခဲ့ပါဘူးဒါကိုတုံ့ပြန်တဲ့အနေနဲ့အမေရိကန်နိုင်ငံနဲ့သူ့ရဲ့မဟာမိတ်တွေက North Atlantic Treaty Organization ဆိုတဲ့အဖွဲ့အစည်းနေတိုးကို1949မှာတည်ထောင်ခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကနေတိုးအဖွဲ့မှာကနဦးတည်ထောင်သူ12နိုင်ငံပဲပါဝင်ခဲ့ပါတယ်ဒီနိုင်ငံတွေကအမေရိကန်နိုင်ငံဗြိတိန်ပြင်သစ်ကနေဒါအီတလီနယ်သာလန်အိုက်စလန်ဘယ်လ်ဂျီယမ်လူဇမ်ဘတ်နော်ဝေးပေါ်တူဂီနဲ့ဒိန်းမတ်နိုင်ငံတွေဖြစ်ပါတယ်သူတို့ရဲ့ရည်မှန်းချက်ကရိုးရိုးလေးပါပဲပြင်ပကတိုက်ခိုက်မှုတွေကနေအချင်းချင်းကာကွယ်ပေးဖို့ပဲဖြစ်ပါတယ်